အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့007 channel နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်အခုတင်ပြမှာကတော့16ရက်5လ2025 9ချိန်မြောက်အတွက်ခံမှန်းမှာဖြစ်ပါတယ်เนาะလူကြီးမင်းတို့ကြာရင်ယူသုံးပါကျွန်တော်တွေ့တာလေးတွေကိုတင်ပြခြင်းဖြစ်ပါတယ်เนาะကျွန်တော်ရဲ့မိသားစုများစိတ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အစသာရာအဆင်ပြေကြပါစေလို့ဥစွာပထမစုမုံကောင်းတောင်းရပါတယ်ကဲအခုကျွန်တော်စမယ်နော်စမယ်တော့အခုကျွန်တော်က9ပင်တစ်ဖြတ်ဆိုင်လေးပြအောင်နော်အခု1ပင်2ပင်3ပင်4ပင်5ပင်ပေါ့ဗျာနော်အခုက4ပင်ပြီးတော့အခုအောက်ဒီပင်ရဆိုတော့5ပင်1ပင်2ပင်3ပင်4ပင်5ပင်ပေါ့နော်ဒီ5ပင်တစ်ဖြတ်ဆိုင်လေးပြအောင်5ပင်တစ်ဖြတ်ဆိုင်လေးပြမယ်ဆိုတော့ပြီးကြတဲ့ခေါက်ထွက်သွားတော့ကဒီဇောင်း3လုံးပေါင်းရင်8ဒီဇောင်း3လုံးပေါင်းရင်8က8ထိပ်ဆိုလာကြနော်အဲ့ဒါပြီးတော့1ပင်2ပင်3ပင်4ပင်ကျော်မှာဒီဇောင်းပေါင်းရင်3ဇောင်းပေါင်းရင်3ဒီ3ထိပ်စီလာကြပြီးသွားရနော်အဲ့တော့အခုပြီးခဲ့တဲ့ပင်တော့က1ပင်2ပင်3ပင်4ပင်ကျော်မှာဇောင်းပေါင်းရင်3 283ပေါင်းရင်3အဲ့ဒီ3က3ထိပ်ဆိုတော့လာကြနော်အဲ့လိုကြတာနဲ့တော့မပြီးဘူးအဲ့ကြတာနဲ့မပြီးမှဒီအလဲတိုင်းလေးအဲ့လေးလေးဒီ4ခွဆိုပြီးပြန်ဆင်း5 break တော့5 break ဒီအလဲတိုင်းခွန်လေးဒီလဲခွန်ခွဆိုပြီးခွန်ခွပြန်ဆင်းနော်အဲ့တော့5 break ခွန် break 5 break ခွန် break ပြီးတော့ပြီးတဲ့ဘက်က9 break ဆင်းသွားတာပေါ့နော်9 break ဆင်းတော့လည်းအလဲတိုင်း8လေးဒီ8ခွဆိုပြီးပြန်ဆင်းနော်အဲ့လိုလေးဆင်းသွားဒါဒီဘက်မှာဆိုရင်ဒါ38အတွဲနဲ့ break 9က388တစ်ပေါက်ရှိရနော်အဲ့တော့ကျွန်တော်အဲ့ဒီပင်လေးကိုပြန်ကောက်ဒီအပေါ်ကနေပြန်ကောက်အဲ့တော့ဒီ8ရဲ့2ရဲ့4ရဲ့ပေါင်းလို့4လို့ရအဲ့ဒီ3လုံးပေါင်းရင်4နော်အဲ့ဒီ4ကဒီ3လုံးပေါင်းရင်4ဒီ3လုံးပေါင်းရင်4ဆိုတော့ဒီလို3လုံးပေါင်းရင်4ဆိုတော့သူက8ထိပ်စီနော်8ထိပ်စီနော်အခုဒီပင်ပြီးခဲ့တဲ့ဒုတိယပင်မှာ3ရဲ့3ညရဲ့ပေါင်းတော့3ညရဲ့9ရဲ့ပေါင်းတော့သူက2အဲ့ဒီ2လေးကသူကဒီခွန်လေးရဲ့အပေါ်အတိုင်းပဲဒီခွန်လေးဒီ8ဒီ3လုံးပေါင်းရင်2နော်အဲ့3လုံးပေါင်းရင်2အခုဒီပင်ကကြတော့3ရဲ့2ရဲ့ပေါင်းတော့5ရဲ့ခွန်ရဲ့ပေါင်းတော့သူက2လို့ထိပ်ပဲရအဲ့တော့အဲ့ဒီ2ပြုတ်ဖို့အတွက်ဒီထိပ်စီးလေးရဲ့ဒီလေတိုင်းလေးရဲ့ပေါင်းတော့3ည2ပြုတ်ဖို့အတွက်ဒီမှာ2ထိပ်စီးနော်2ထိပ်စီးပေါင်းမှာဒီ3လုံးပေါင်းတော့2လို့ထိပ်ပဲရနော်အဲ့တော့ဒီ3လုံးပေါင်း2ဒီပေါ်မှာဒီ3လုံးပေါင်းရင်8ဒီ8ထိပ်လို့ဆင်းလာပြီးဒီ3လုံးပေါင်းရင်4ဒီ3လုံးပေါင်းရင်4လို့ပြန်ဆင်းဒီ3လုံးပေါင်းရင်3ဒီ3ထိပ်လို့ဆင်းပြီးတော့အဲ့3ထိပ်ကဒီဇောင်းပေါင်းရင်2ဒီ3လုံးပေါင်းရင်2ဆိုပြန်ဆင်းတယ်နော်283ပေါင်းခြင်း3ဒီ3ထိပ်လို့ဆင်းတယ်အဲ့3ကနေဒီဇောင်းပေါင်းတော့3နှစ်ပေါင်း5ခွန်ပေါင်း2အဲ့2ဒီ3လုံးပေါင်းတော့2ဆိုတော့2ထိပ်စီနော်အဲ့2ထိပ်စီဆိုတော့ तू ကဒီမှာ4ခွအဲ့4ခွတော့အဲ့4ခွတဲ့ဒီအောက်မှာဒီနှလုံးပေါင်းခြင်းဒီ4လို့တိပဲရနော်ဒီနှလုံးပေါင်းခြင်းဒီ4အဲ့နှလုံးပေါင်းရင်4ဒီရှေ့မှာနှလုံးပေါင်းခြင်းရလဲဒီနှလုံးပေါင်းခြင်းရလဲ4နော်ဒီနှလုံးပေါင်းရင်4နော်ဒီ
ဒီမှာ၄ခွတယ်၄ခွပြီးတော့ဒီနောက်နှလုံးပေါင်းရင်၄ဖြစ်တဲ့အတွက်သူရှေ့နှလုံးပေါင်းရင်၄ဒီမှာခွန်ခွတယ်ခွန်ခွပြီးတော့ဒီမှာခွန်ခွပြီးတော့နောက်နှလုံးပေါင်းရင်ကခွန်နောက်နှလုံးပေါင်းရင်ကခွန်အဲ့ခွန်ဆိုတော့သူဒီရှေ့နှလုံးပေါင်းရင်လည်းခွန်ဒီရှေ့နှလုံးပေါင်းရင်8နဲ့9နဲ့ပေါင်းရင်ကခွန်နော်8နဲ့9နဲ့ပေါင်းရင်ကခွန်အဲ့ဒီခွန်ဆိုတော့အခုဒီပင်မှာကြည့်ဒီမှာ8ခွပဲဒီနောက်နှလုံးပေါင်းခြင်းဟာ9နောက်နှလုံးပေါင်းခြင်းဟာ9အဲ့ဒီ9ဆိုတော့ဒီရှင်းနှလုံးပေါင်းရင်9ဖြစ်ဖို့အတွက်ဒီမှာ2ရှိတယ်ဆိုတော့3လေတိုင်းနော်3လေတိုင်းဒီနှလုံးပေါင်းရင်9နော်အဲ့နှလုံးပေါင်းရင်9ပြီးတော့ကျွန်တော်ပြန်ပြီးတော့တိကျချုပ်ကြည့်လိုက်တော့တိကျကြည့်လိုက်တော့သူကဒီပရိတ်ကဒီမှာထွက်တော့ဒီပရိတ်က8ဟုတ်နော်8ရယ်6ရယ်3ရယ်8 6 3ကခွန်ပရိတ်အဲ့ခွန်ပရိတ်ကဘယ်ကလာတော့ဆိုတော့ဒီအပေါ်ကဒီမှာ3လုံးပေါင်းရင်8ထိပ်လာတဲ့ဒီနှစ်ဒီ3လုံးပေါင်းရင်ခွန်နော်အဲ့ဒီခွန်လေးကဒီမှာခွန်ပရိတ်လို့ပြန်ဆင်းနော်ခွန်ပရိတ်လို့ပြန်ဆင်းအဲ့တော့ဒီမှာသူကဒီ compare ဆင်းဖို့ကတော့တပင်နှစ်ပင်သုံးပင်ကျော်ကဒီထိတ်က compare ဒီ compare လို့ပြန်စီအခုဒီပင်ကြည့်ဒီမှာ1ပရိတ်ဆင်းထားတယ်ရှစ်6 4 1ဆိုတော့တပင်နှစ်ပင်သုံးပင်ကျော်မှာလည်းဒီမှာ1ပရိတ်ရှိ2 3 9နော်2 3 9 1ဒီအဲ့1ပရိတ်ဒီသူကဒီမှာ1ပရိတ်လို့လာဆင်းနော်အဲ့တော့ခုဒီပင်တပင်နှစ်ပင်သုံးပင်ကျော်မှာပါရှိ963ဆိုတဲ့4ပရိတ်ရှိနော်အဲ963ဆိုတဲ့4ပရိတ်ဒီအခုဒီမှာ4ပရိတ်လို့ပြန်လာဆင်းရမယ်ဒီ4ပရိတ်ဒီမှာပရိတ်4လို့ဆင်းရမယ်4ပရိတ်လို့ဆင်းရမယ်4ပရိတ်လို့ဆင်းတဲ့ခါကျတော့4ပရိတ်လို့ဆင်းတဲ့ခါကျတော့သူကအခုဒီမှာ2 3ပေါင်းခြင်းက9ရှိတော့4ပရိတ်ဖြစ်ဖို့တော့က9နောက်ပိတ်နော်9နောက်ပိတ်အဲ့တော့2 3 9ဆိုတဲ့4ပရိတ်ရအဲ့ဒီ4ပရိတ်ကိုပြန်ချုပ်ဘယ်လိုပြန်ချုပ်မလို့ဆိုတော့သူကဒီမှာဒီ3လုံးပေါင်းရင်ခွန်ကြောင်းမို့ဒီမှာခွန်ပရိတ်ဖြစ်တယ်ခွန်ပရိတ်ဖြစ်တော့ဒီဇောင်းမှာ1 3 3ပေါင်းရင်ခွန်1ရ3ရပေါင်းတော့4 4 3ပေါင်းတော့ခွန်နော်ခွန်လို့ပြန်ချုပ်တယ်အဲ့ခွန်ပရိတ်ကိုဒီလိုခွန်လို့ချုပ်တော့ဒီဘက်မှာလည်းခွန်လို့ပြန်ချုပ်တယ်8 6ပေါင်းရင်4 4 3ပေါင်းရင်ခွန်ဆိုပြီးဒီလိုပြန်ချုပ်တယ်နော်ခွန်ဆိုပြီးပြန်ချုပ်ဒီမှာကြောက်လေဒီ1ပရိတ်ကဒီမှာ1ပရိတ်လို့ပြန်ဆင်းတဲ့အခါမှာ3ရခွန်ရပေါင်းတော့ခွန်ရ4ရပေါင်းတော့1ဒီဘက်က8 9ပေါင်းတော့ခွန်4နဲ့ပေါင်းတော့1ဆိုပြန်ချုပ်တယ်နော်ဒီလို1လို့ပြန်ချုပ်တယ်ဒီ1ပရိတ်ကြာနဲ့ဒီလို1လို့ပြန်ချုပ်တယ်အခုဒီမှာပြန်ချုပ်ဒီမှာ4ပရိတ်မလို့ဒီမှာ4ပရိတ်ကြာ4ပရိတ်ကြာတော့ခွန်8 5ပေါင်းရင်5ခွန်8ပေါင်းရင်5 9နဲ့ပေါင်းတော့4လို့ပြန်ကြိုက်ဒီပေါင်းခြင်း4အဲ့တော့ဒီဘက်ကဒီလိုပေါင်းခြင်း5 9နဲ့ပေါင်းတော့လေ4နော်အခုအဲ့ရပင်လေးလှတယ်နော်ဆိုအဲ့တော့အခုကျွန်တော်ဒီပင်မှာ2 3 9ဆိုတဲ့ကဏ္ဍနော်2 3 9ဆိုတဲ့ကဏ္ဍလေးကိုချပြရင်ဖြစ်ပါတယ်အဲ့တော့လူကြီးမင်းတို့ကြိုက်နေတဲ့ရင်ယူသုံးကြပါเนาะအဆင်ပြေလို့သုံးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ပြရစီအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့စီးပွားရေးတွေတည်ရလာတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ